ultimate မရှိဘူးဗျာဒီမှာလဲဆိုတော့ perform ပြန်ပြီးပေးရသေးတဲ့အနေထားတစ်ခုမှာတော့တောက်လျှောက်ပဲ Fantasy တင်ပေးရသေးတဲ့နောက်မှာ Parade ပြန်ခင်းနေရ Father Ace ကြားထဲမှာရင်ပြန်ချမှာလား keyboard ပြန်ပြီးခေါ်ရသေးကောင်းတယ်ဗျာရှင်ပြန်ပြီးထိုးပေးတဲ့ထိုးချက်တွေကြားထဲမှာဟဲကျိုးလိုက်ဆွဲနေတယ်ပဲလွတ်ပြီးတော့တက်ချာနောက်မှာချန်နေခဲ့တဲ့ carry မှာအဆုံးသတ်နေနေပဲ 3 man down တော့ Onyx ID တို့ရဲ့ Battle 1 Series ပွဲစဉ်လေးကတော့ 23 ပြီးဆုံးသွားခဲ့ပါပြီ။တိတ်မကြရင်မှာတော့အင်္ဂင်းထဲမှာကျွန်တော်ဆက်လက်ပြီးတော့ကြည့်ရမယ်။ Lion Radiant ရဆိုလို့ရှိရင် 4.80 တော့မှရရှိထားတဲ့ချက်လေးကတော့ fine နဲ့ဆိုတော့ Han Yan Fanny ဘယ်လောက်ထိများစွမ်းဆောင်ရည်ပြေးသွားမလဲကြည့်ရမှာပဲ။ဟုတ်ပါတယ်ကျွန်တော် Fanny ကတော့ကျွန်တော်ရှိရပွဲတွေမှာတောက်လျှောက်ပြသနေခဲ့တာပဲဖြစ်တယ်ဗျာဆိုတော့ကျွန်တော်မြန်မာနိုင်ငံကိုစားပြုသင်းဖြစ်တဲ့ YG versus on Indonesia တို့ရဲ့ပွဲနေလေးဟာလန်တော်တောင်းတွေကိုရောက်ရှိလို့လာခဲ့ပြီလေဖြစ်ပါတယ်လန်တော်တောင်းတွေကိုဝင်ရောက်လို့တော့လာပြီဗျာမင်းမလည်း high လောက်နဲ့တွေ့ပဲကျွန်တော်ချက်တဲလုံးလေးတွားပြီးတော့ရှိနေခဲ့တဲ့အနေထားဗျာဘိုင်ဝမ် face လေးတော့ရှိမယ် Sanvia Fasa အနေငယ်လေးတော့စိုးတယ်ဗောနော်သူကတကယ်ကိုအဲ့လိုမျိုး flanking လုပ်တဲ့ဘိုင်းလေးတွေနည်းနည်းလေးဒါအောင်နောက်တဲ့ပိုင်းလေးတော့ရှိရဒါလေးတွေကျွန်တော်ရှောင်ရှားသွားနိုင်မယ်ဆိုလို့ရှိရင်တော့အများကြီးအဆင်ပြေသွားလိမ့်မယ်လက်ရှိမှာလည်းလူပီးနေနေတော့ဗလက်တီနာကကျွန်တော်တို့ဒီအချိန်မှာ EH ဖြစ်သွားပြီဗျာနော်ဒါရန်ကောင်းနေတကယ်ပဲတစ်ဖက်မှာလည်းတော့လူပီးနေနေဒီဟာတစ်ခုသူဖြစ်ရှင်းနေမှာမလား Sans ကတော့မစ်ကိုအမြန်ရှင်းတယ်ပြီးရတဲ့ win fight win နဲ့အပေါ်ပြေးပြီးတော့တက်လာတယ်ဗောနော်ဒါလေးကတော့သူရဲ့ပုံမှန်သွားနေကြပတန်လေးပဲဗျာဒါပေမဲ့ရင်ဗလက်တီနာနဲ့အဲ့လိုမျိုးဟိုတီးထုံးမယ်ဆိုတဲ့အနေထားလေးရတော့တော်တော်လေးတော့စိတ်ဝင်စားဖို့တော့ကောင်းတယ်ဗတဲ့ထဲမှာ fighter ultimate ပေါ့ဗျာအဓိကတော့ကျွန်တော်ဗာမင်းနေအဲ့လို Sora Found ပြောင်းပြီးတော့သူကကျွန်တော်ဒီ Sora ultimate မရှိနေတဲ့အချိန်မှာတော့ကျွန်တော် Valentina ဖြစ်လိမ့်မယ်ဒါပေမဲ့ ultimate ရတဲ့အချိန်တိုင်းမှာတော့သူက Sora ပဲ ultimate ယူပြီးတော့ကျွန်တော်တခါလေးတီးထုံနေလို့ရတယ်ဗျာပုံမှန်အားဖြင့်ဆိုရင်တော့ဒီ Sora အနေနဲ့သူ ultimate ဒီလေဘောတက်ပြီးထိုးရမယ့်အကွက်ဒီဘာညာတွေကဒီ stack လေးတွေပြည်သွားမှလုပ်လို့ရတယ်ဒါပေမဲ့ Valentina ဒဲထိုးလို့ရတယ်တပေါက်တော့ရှိတယ်အမှန်ဘိုင်းမှာလေကျွန်တော် Common Land နဲ့ထွက်လာတယ် Fidelity yes ကျွန်တော်ဒီ First Year Black ရဲ့ Prisma ရဲ့လုံးဝ fighter တွေစောင့်နေကြအရာတခုပဲCommon လေးနဲ့ပဲเนาะပြောမှဆိုလို့ရှိရင်တော့5ပါရယ်ဘာဖြစ်ဖြစ်သူလည်းပါမယ် spam ပါမယ်အောက်မှာတော့ Skylar အနေနဲ့ကတော့ stick နဲ့သွားပြီးတော့တွေ့နေရတဲ့အနေထားကြောင့်เนาะ Skylar နဲ့ stick နဲ့ Skylar Karine နဲ့ Cloud ဆိုတဲ့အားပြိုင်မှုတွေကြားထဲမှာ individual အသာလင်စကားအများကြီးပြောသွားမယ် laning phase ပဲဒါပေမဲ့ Leomon အနေနဲ့လည်း Carry ဒီချိန်မှာ Fantasy တွေပါပြန်ပြီးတော့ရလာခဲ့ပြီဗျာတစ်ဖက်မှာလည်း Han level 4ရတယ်အလဲမှာကြားတလောက်လေးပြန်ပြီးဆွဲထားသေးရဲ့ Fantasy ကတော့အတော်လေးတော့နာရဗျာ Han အချိန်နဲ့ကြည့်နေပဲ region လေးပါလေးတော့ပေးရအောင်မယ်တတရတော့စပြီးတော့ပေါ်လာပြီဒါပေမဲ့ AJ laning phase မှာလည်းဖို့ဘသူရင်ရမလဲဆိုတဲ့မေးခွန်းတွေကလည်းရှိမယ်ဗျာနော်လက်ရှိချိန်နေထိကတော့ကျွန်တော် YG နေနဲ့သူတို့သွားနေခဲ့တဲ့ဒီ family pattern တွေအကောင်လုံး fully သွားလို့ရတယ်လို့အပြည့်ရတယ်လို့ကျွန်တော်တို့ဆိုရမယ်ဒါကတော့ early game မှာကျွန်တော်ဒီခုနကလိုပဲ first star တွေထွက်လာတဲ့ time တွေမှာကျွန်တော်ရဲဝုံဝုံကြီးသွားဆိုင်လို့ရတယ်ပေါ့နော် YG နေနဲ့အရှိမတော့ကျွန်တော် Blade နေနဲ့ fashion ပြန်ထောက်ပေးထားတယ်၄ယောက်လောက်ရှိတယ်keyboard နေနဲ့ ultimate မရသေးဘူးကျွန်တော်ခါလေး fantasy ကျွန်တော်တခါတော့ခေါ်ထားသေး retreat ပြတ်ပေါက်ထားတယ်ပဲ carry ရောက်တော့ယူရတယ်ဗျာဆိုတော့ကျွန်တော်တခါလေး terrace ဆောင်ပြောင်းထားတယ်ပဲတခါလေးပြေးထိုးထားတယ်ပဲ carry တကောင်တော့ပြန်ရောက်ကျိုးလိုက်မရလိုက်ဘူး first black ကိုတော့ပြန်ပေးထားတယ်လူပီးနဲ့တော့လဲလက်ထားမှသေးတယ် 1 for 1 trade နေတာတခုမှာရင်းနဲ့တူပဲလူပီးပြန်ပြီးတော့ကြားခဲ့ရတယ်ဗျာ EHP laner တွေရဲ့ကန်တွေကတော့ပြန်လည်ပြီးတော့ပြီးတာအောက်မှာလည်းပိုင်ဝမ် Skyline Stick သွားပြီးတော့ညှိနေဗျာ Speedy Lightway ကိုတော့ Stay အရင်တော့ထဲပြန်ပြီးဖို့တော့မကြိုးစားဘူးဒီမှာလည်း key point ဒါပြီးတော့နှောက်ရက်ချင်မယ်လည်းဟန်တော့မြန်ဆန်လေးပဲပြန်ပြီးတော့ blue bug ကိုတော့ရအောင်တော့စားပေးရတယ်ဗျာတတရတော့ပါသွားတယ်ဒါပေမဲ့ပြဿနာမရှိသေးဘူး Hiroki ကတော့1 for 1 trade ပဲဆိုတော့အစင်တော့ပြင်နေသေးတယ်ဗျာလက်ရှိချိန်တွေကလည်းကျွန်တော်တို့ဒီခုနကလိုမျိုး Tactic Fight တစ်ခုမှသွားဆိုင်နေဆိုပေမဲ့ဒီ retreat လေးပဲကျွန်တော်တို့ဒါပြန်ကြည့်ရမယ်ဆိုရင် freely ပောက်ခွင့်မရတဲ့အတွက်ကြောင့်တော့ on Indonesia အနေနဲ့ရအောင်ယူသွားတဲ့ပိုင်း Hiroki ကတော့1 for 1ပဲလဲထားသေးတော့တိတ်တော့အပြောင်းလဲတော့မရှိနေသေးဘူးဗျာဒါပေမဲ့ကျွန်တော်မေးထားလို့မရတဲ့အရာကျွန်တော် Ganogacha နဲ့ Fasa တွဲလုံးတစ်ခုပဲ mobility ကကျွန်တော်ဒီ Fasa ဒီတော်တော်လေးမြန်ဆန်သွားလို့ရတယ်ဒီနာအနေနဲ့တော့ကျွန်တော်ရင်းရဲ့ damage တွေနဲ့ minion wave ကိုပဲသူမလုံအောင်စားသုံးပြီးဒုံးဟုတ်ကျွန်တော်ဒီ objective fight တွေဆိုင်တဲ့အချိန်မှာ flanking လုပ်လို့ရတဲ့အရာတစ်ခုပဲအပြန်ပြီးဦးတည်ပါလိမ့်မယ်ဒီမှာလဲကျွန်တော် diversion လေးနဲ့သွားဖို့တော့ပြန်ပို့ပြီးဖို့တော့ကြိုးစားတဲ့အနေထားကိုတော့ sense နဲ့ရသလောက်သွေးလျှော့လာတယ်ဗျာနော်ဒါပေမဲ့ region လေးပါလေးပြန် heal လိုက်လို့ရှင်တော့အစင်တော့ပြေပါသေးရဲ့အဓိက blade ကို high လောက်ပြီးလိုက်တဲ့ချက်က EH က blade ကဆော့ကျင်လိုက်ပါလိမ့်မယ်အောက်မှာတော့ 3k ပဲလေးပြီးထားသေးတယ် fantasy ပြန်ပြီးသုံးထားသေးတော့ parry ပြန်ခင်းထားနေနေပဲဘယ်သူမှတော့ကြာရှုံးတော့မရှိဘူးဗျာ ultimate လေးကိုစီပြန်ပြီးတော့ပေးလိုက်တဲ့အခက်အခဲမျိုးတော့ဖြစ်နေတယ်ကျိုးပဲနေတော့နယ်များဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ crease ရတဲ့ပိုင်းနေတော့ရင်ပြဿနာတော့မရှိလာသေးဘူးဗျာ Skylar အနေငယ်လေးတော့ဖြဲနေရဆိုနေမဲ့ဆွေးထွန်နေ၃ချောင်းဘယ်သူရင်ပြီးမလဲဘယ်တဲ့ combination ဘယ်လိုလာမလဲဆိုတော့အရာတွေကတော့ပို့ပြီးတော့အရေးကြီးရဲ့
လောလောဆယ်ကတော့ gang ကင်းတွေအများကြီးလုပ်လို့မရဘူးဗျ ဟုတ်တယ်အဓိက on ကအောက်မှာရှိ stage ကိုလာခန်းကိုကြိုးစားဒါပေမဲ့ YG ဘက်ကလည်းဖဖနဲ့နဲ့ပဲသူ့ကိုကျွန်တော်တို့ဒါ defensive ဘက်ပြန်သွားထားတယ်အရင် early game မှာကျွန်တော်ပြတ်သားနေအောင်ဆိုင်တာမျိုးမဟုတ်ဘူးဒါပေမဲ့ရင်တော့ဟမ်ဖြတ်ပိုင်းလာတယ်ဗျာ Sans Gilan အနေနဲ့သွေးလေးတော့တော်တော်လေးတော့ကိုင်းသွားပြီဒီတစ်ချက်ကိုပဲကျွန်တော်တို့ဒါပြန်သွားပြီးတော့သူတို့စော်စားကြတယ်ဒါပေမဲ့ buff timing တခုနဲ့ကျွန်တော်တို့ဒါထွက်လာတဲ့ timing ဆိုတော့လေ buff timing စားရရဆိုရင်တော့နည်းနည်းမြန်မြန်ဆန်တော့သွားလို့ရတယ်မိလောက်တယ်ဗျာကျွန်တော်တို့အနေနဲ့မိပါတယ်เนาะကျွန်တော်ပြန်သွားလို့ရတယ်ဗျဒီမှာလဲတောက်လျှောက်ပဲ key point သူရကိုင်းနေပြီ AOG ပေးလိုက်တော့မပေးရင်သေမှာဗျတောက်လျှောက်ဆိုပဲ key point AOG ကိုတော့ slide ထဲမှာတွဲပြီးတော့ပေးရတယ်ဗျခုနကသတို့အပိုင်းမှာလဲ flicker မရှိတော့ဘူးဆိုတော့ Fasa တို့ဘာလို့ရင်အိမ်လို့တော့ရသွားပြီဗျဒီချိန်ကတော့ရင်ရဲ့ blind control ကြည့်ရမယ်တတေကိုတော့ YG ဘက်ကနေလုပ်ဖို့ခွင့်ရေးတာတယ် key point ကသွေးနေတဲ့ ultimate မရှိဘူးဗျဒီမှာလဲ Sora transform ပြန်ပြီးပေးထားသေးတဲ့အနေထားတစ်ခုမှာတော့တောက်လျှောက်ပဲ Fasa တင်ပေးထားသေးတဲ့နောက် parade ပြန်ခင်းနေရ Fasa air strike ကြားထဲမှာရင်ပြန်ချမှာလား key point ပြန်ပြီးခေါ်ထားသေးကောင်းတယ်ဗျရင်ပြန်ပြီးထိုးပြီးတဲ့ထိုးချက်တွေကြားထဲမှာဟဲကျိုးလိုက်ဆွဲနေတယ်ပဲလွတ်ပြီးတော့တက်ချာနောက်မှချက်နေခဲ့တဲ့ carry မှာအဆုံးသတ်နေနေပဲ3 man down ကိုတော့တဲ့အရာတွေဒီအပိုင် hero တွေရထားတယ်အဲ့ဒါဟိုမှာ Sora ရဲ့ဒီအကောင်းဆုံးပဲ counter hero ဖြစ်တဲ့ Valentina လည်းရရှိလိုက်တဲ့အချိန်ဒီမှာ hero pin နဲ့ drafting phase ကကောင်းကောင်းကြီးလှုပ်နိုင်မယ်ဆိုရင် YG နဲ့ဆက်လက်ပြီး snowball type ကိုသွားလို့ရတယ်အခုလက်ရှိမှာလည်းကျွန်တော်မြန်မာအသင်းအနေနဲ့800ကျော်လောက်ထိပဲနောက်ပိုင်းဦးဆောင်ထားတယ်ဗျာကဲဆိုတော့နော် Nawa ရတော့ 1k ဒီပါလောက်တော့တာတယ်ဒါပေမဲ့ရန်ကြီးတော့ပေါ်စားလို့တော့မရသေးဘူး hero k လေးရတာတော့ကောင်းတယ်အဲ့တော့ Sans တို့ဘာလို့လဲရှင်းထုတ်ဖို့တော့လုံနေသေးတယ်ဗျအဲ့တော့သူ့ရဲ့မွေးနေ့မှာနော် Fanny လေးနဲ့ပေါ့ပါပဲကျွန်တော်တီးထုတ်နေရဗျ101ဆိုတဲ့ KD နဲ့တူပဲတော်တော်လေးဆင်ပြေတယ်နောက်ပိုင်း Massman ရဲ့ combination သိမကြိုင်မှာလာလိမ့်မယ်ဗျနော်ကျွန်တော် Stick တို့တစ်ပတ်ကနေပြီးတော့ Skylar ရဲ့ combination ဝင်လာမဲ့အချိန်တွေမှာပို့ပြီးတော့ damage output တွေကနှစ်သင်းလုံးတော့ပို့ပြီးတော့အားကောင်းလာလိမ့်မယ်ကျွန်တော်ဒီအချိန်ဒီမှာတော့နော် Fasa လေးပါလိမ့်မယ်မှာတော့ air strike ပါပေးပြီးတော့ပဲ Sans နဲ့ Cree ကိုအများဆုံးရှင်းထားတယ်ဗျဒီနာရဲ့ diversion တွေဘာတွေကလည်းကျွန်တော်တို့ဒါ surprise gang တွေဖြစ်နိုင်တယ်ဆိုတော့ backup ကတော့ on နဲ့ back ကနေပြီးတော့အမြဲလို့တွားပြီးတော့ကြည့်နေရသေးရဲ့ဗျာဟုတ်တယ်ကျွန်တော်အောက်မှာလေ Giovanna soft တွေပါပြီးသွားပြီပွင့်လင်းပြောရင်အောက်ကကျွန်တော်တို့ဒီ goal line ပိုင်းတွေမှာရန်ကြီးမနေနဲ့ပြင်တော့ဘိုင်း balance ဖြစ်တဲ့အခြေအနေလို့ပြောရမယ်အကျန်တဲ့ hero ၄ယောက်မှာကျွန်တော်မြန်မာအသင်းဘက်ကတွေဥဆောင်ထားသေးတယ်ဗောနော်အဲ့တော့ဟိုလက်ရှိနောက်ဆုံးတက်တဲ့ fight လေးတော့ကြည့်ရမယ် first တက်နဲ့ second တက်တွေကတော့ပြန်ပြန်လဲပြီးထားသေးရဲ့ဗောနော်ရင်တို့ initiating တဲ့အရာတွေကျွန်တော် Lina ရင်းရံနဲ့နောက်က poking damage သွားနေတဲ့အရာလေးတွေကတော်တော်လေးကောင်းနေဆိုတဲ့အခြေအနေတော့ရောက်လာပြီတိုင်ချိန်တွင်းမှာတော့ကျွန်တော်တို့တက်တယ်ကတော့ပြန်လဲပြီးတော့ပေါ်လာလို့လာပြီဗျာကဲတက်တယ်လေးကတော့ပေါ်လာပြီတော်တော်လေးတော့မြန်တယ်ခုနကမှတက်တယ်ပဲဆိုင်လာတာဒါပေမဲ့ခုတစ်ခေါက်ထပ်ပြီးတော့ဆိုင်အောင်မယ်ဗျာ Skylar combination ပြန်ပြီးတော့ဝင်လာတဲ့အနေထားလို့တော့ပြောမယ်ဗျာနော်9ယောက်နေထားမှာဟန်စပြီးတော့တက်တယ်ကို try ဖို့တော့ကြိုးစားနေပြီဗျာတစ်ဖက်မှာလည်း Lupi ဘောင်းလေးပါလေးဝင်တော့တိုးကြည့်သေးရပါတော့အရင်ကြီးတော့မလွယ်သေးဘူးဗျာဆော့ဒီ Torrent Form ပဲပြောင်းမလား Thunder Form ပဲပြောင်းမလားဆိုတော့ကျွန်တော်ကြည့်ရမယ်ဒါလို့ဆိုတော့ Lupi ဝင်လာပြီဗျာ Torrent Form တကောင်လည်းပဲဆွဲခေါ်ပြီးသွားသေးတယ်ဒါပေမဲ့ high လောက်ကြီးပြည့်နေရဗျာနောက်မှလည်း Fanny ပြန်ပြီးဆွဲထားသေးတယ်နောက်မှတောက်ချက်ပဲ Cloud လူမျိုး damage တွေပြန်ပြီးတော့ပေးထားသေးတယ်ဗျာရှင် Torrent Form တွေပြန်ပြီးတော့ပြောင်းထားသေးတယ် stress တွေပြန်စုနေသေးတယ်နောက်မှ Lupi play ကလည်းပြန်ထွက်လာတယ်ဗျာတောက်ချောက်ဆိုလိုပဲရှင်ဘာမှဟဲ့ကြားမှာဘိုင်ဝဲမှာလည်းတက်တယ်မှာတော့ hand ထက်ရအလဲမှာလည်း sense တကောင်ထပ်ပြီးတော့ down သွားနေနေပဲ key point AOG နဲ့မှာပြန်ပြီးတော့ထွက်လာတယ်ဗျာတကယ်ကောင်းတဲ့ retribution ဗျာ MSA တော့ကျွန်တော်တကယ်ကိုပြတ်သားခဲ့တဲ့ movement တွေအတိုင်းပဲရန်ကို Glady Goals တွေနဲ့ကျွန်တော်လက်ရှိချိန်ဒီမှာဒီ data တွေကိုရအောင်ယူထားသေးရဗျာ Hero K ရောပြင်လဲ trade ထားသေးဆိုပေမဲ့ဒီနောက်ဆုံး data တွေကိုရလိုက်တဲ့အချိန်ဒီမှာကျွန်တော် network ဘိုင်းမှာ 2k over လောက်ထိပြန်ပြီးတော့ဖြစ်လာတယ်ဟဲ့ကျွန်တော်ဒီ status stage တွေရသွားပြီးကြည့်မယ်ဆိုလို့ရှိရင် MSA ဆော့ခဲ့တဲ့တစ်ချောင်းလုံးမှာဆိုရင်တော့သူက loss Sakura ရတဲ့အပိုင်းဒီမှာ top 1ဗျာတကယ်ကိုကောင်းတဲ့เนาะကျွန်တော်တို့နေထားမှာတော့ရှိတယ်ဘိုင်ဝမ်ကြီးဗျာเนาะဘတ်တရီကိုထားခဲ့ပြီးတော့ဂျန်ဂလာနှကောင်တက်တယ်မှာဘိုင်ဝမ်မေးတဲ့အကွက်ကြီးကတော်တော်လေးတော့စားရတယ်ဗျာအဲ့နေရာမှာလည်းဟန်တတေကိုတော့ရောက်အောင်တော့ယူသွားနိုင်ခဲ့တယ်ဗျာဆိုတော့ 2.5k တော့တာနေပြီကျွန်တော်မြန်မာအသင်း YG ဒီတက်ပို့ပြီးတော့အသာစီးရဖို့အတွက်เนาะနောက်ထပ်တော့ဘတ်တတင်း fight တွေကန်ကန်လေးတော့ကြည့်ရမယ်လဲမှာတော့ sense နဲ့တောက်ချက်ပဲအိုးတောင်းပါလိမ့်ပါတကောင်လုံးတော့ရေ Torrent Form နဲ့ပြန်ပေးလိုက်ဗျာဆန်တဲပြီးတော့တောင်းရင်ပြန်ပြီးတော့ပေးလိုက်နောက်မှလည်းဟန်တောက်ရှော့ကီပဲပြန်ပြီးတော့ဝင်လာသေးတယ်စစ်တကောင်ပြန်ပြီးတော့ကြာသွားခဲ့ရပြီဗျာကတ်တလုံးပြန်ပြီးတော့ပိုင်းလာသေးတဲ့နောက်မှာတော့242 trade မှာတော့ Skylar နဲ့ Sun တစ်ဖက်မှာလည်းရှင်နောက်မှာထပ်ပြီးတော့ AOG ထပ်ပြီးတော့သုံးထားသေးတဲ့နောက်မှာ diversion နဲ့တူပဲ YG ပြန်လဲ forward သွားပြီဗျာ Hero K နှစ်ကောင်တော့ကျွန်တော်ဒီဘက်တွေမှာလဲပေးလိုက်ရတယ်လို့ပဲဆိုရမယ်ဗျာဒါတော့မှတကယ်ကောင်းတဲ့ကျွန်တော် movement တွေအပေါင်းဖက်တွဲလုံးတွေကုန်တော့ YG နဲ့ account တွေပေါ်ထားနိုင်တယ် Onyx ကလည်းကျွန်တော်တုံးပြန်ပုံတွေကတော်တော်လေးကောင်းတယ်လက်ရှိတော့ကျွန်တော်အနေနဲ့ minion wave တွေပြန်ပြီးတော့ရှင်းထားတယ်ဗျာကျွန်တော်တို့ပွဲမစားခင်မတိုင်ခင်မှာကျွန်တော်တို့တွေးဆုံခဲ့တဲ့မဲဖွဲမှုတွေမှာစိုးရိမ်မှုတွေရှိခဲ့တယ်ကျွန်တော်မြန်မာအသင်းတွေနဲ့ Onyx လိုမျိုးတွင်းရတဲ့အချိန်တွေမှာအခြေအနေကောင်းပါမလားအခုလက်ရှိအခြေအနေမှာကျွန်တော်မြန်မာအသင်းနဲ့ဦးဆောင်မှုတွေပြန်လှုပ်ထားတယ်အဲ့တော့ network ဘိုင်းမှာတော့ဦးဆောင်ထားတယ်ဗျာနော်ဟုတ်တယ်နော်ကျွန်တော်တို့ 2k လောက်တော့သွားပြီးတော့တာနေသေးတယ်ဗျာအောက်မှာလည်းဘိုင်ဝမ်လေးပါလေးမေးပြင်မယ်လေအဲ့လိုကြည့်တော့မထူးခြားသေးဘူးဒီကကျွန်တော်တို့ stick ကနည်းနည်းလေးဒါ400လောက်ထိသွားပြီးတော့တာနေတဲ့အနေထားမှာရှိတယ်မစ်ကိုတော့တောက်လျှောက် sense ကလုံးဝ air strike နဲ့ပဲအပိုင်ပြန်ပြီးတော့ရှင်းထားတဲ့အနေထားဗျာခုနကပဒင်မှာ Massman တွေ
ပြန်ပြီးတော့ကိုစီကြားရတဲ့အခိုက်အတန့်မျိုးတော့ရှိရယ်ဆိုတော့ lane split push တွေမှာလည်းကလောက်နဲ့ fan တွေဆိုတော့တော်တော်လေးတော့ PR များတယ်ဗျ on it တော့က ဟဲကျွန်တော် fan ကြီးကတော်တော်ကြီးကို smooth ဖြစ်တဲ့ထဲမှာပါတာဗျနော် Skylar အနေနဲ့တော့ကျွန်တော်လက်ရှိမှာ အနေတော့များပေမဲ့အနေရဲ့အငွေ့သက်လေးကိုသူလည်းခံစားမိပုံတော့ရတယ်ကဲ လော်ရီကတော့ပေါ်လာခဲ့ပြီဗျာကဲများတာကျွန်တော်ဒီလောက်ရရှိနိုင်မယ်ဆိုရင်တော့ Mac Control ဘိုင်းနဲ့ကျွန်တော်သွားမယ်လမ်းကြောင်းတွေကတကယ်ပို့ပြီးဖြောင်းပြူးလာတော့မှာဗျာ initiating လုပ်ပေးဖို့အတွက်ထုံးစံတိုင်းပဲ flicker လေးနဲ့ဝင်ပြီး Torrent Found လေးနဲ့ဝင်လက်လိုက်မလားကျွန်တော်ရင်ရဲ့ကျွန်တော်အစာပြူးတဲ့ better initiating တွေရော Blink ရဲ့ reverse light တွေရှိနေတဲ့ကားလိုက်မှာ YG နဲ့ပြန်ဆိုင်ရတယ်တခုပဲကျွန်တော်တို့ hand ရဲ့ pop up timing လေးနဲ့ကျွန်တော်တို့ဒီ orange pass ရဲ့ timing လေးကိုတော့ခဏတော့စောင့်စားရမယ် Torrent ဘိုင်းဆိုင်ရာရဆိုလို့ရှိရင်လည်း Mac Control ရကျွန်တော်ပြန်ကြောင်းထားတဲ့အချိန်ဒီမှာဒီ lock dancing ဘိုင်းရော position ယူရတဲ့ဘိုင်းဒီမှာ YG နဲ့ကောင်းကောင်းကြီး control ထားနိုင်တယ်လို့ကျွန်တော်တို့လုံးပြောရမယ်ဗျာ လေဂိမ်းမင်းနဲ့ပိုင်းခြားနေမှာလဲလီနာရဲ့ dispersion rotation တွေကအများကြီးဒုက္ခပေးနိုင်သေးရပေါ့နော်ခေါင်းတိုးလာမယ်လွတ်ပြီးတော့တော့ဒီမှာလေတောက်လျှော့ပဲ stick ကိုဖမ်းဖို့ကြိုးစားတယ်လွတ်ပြီး no way teammate ကတော့ကုန်သွားပြီဗျာ torrent found တန်းပြောင်းပြီးတော့စုကျင်ခဲ့တာရတော့မရခဲ့ဘူးဗျာ မင်းငယ်ပါသေးတယ်ဆိုတဲ့အနေထားကိုတော့ကျွန်တော်တစ်ဖက်မှာတော့ပြန်ပြောသွားပြီဗျာနော်ဒီလေးနော်တစ်ဖက်မှာတော့ကျွန်တော်ရင်ဒါတစ်ခွက်ပြန်ပြမယ်အကွက်တွေလည်းရှိနေသေးတယ်ခုကတော့ကျွန်တော်လုံးတော့ပြန်ပြီးဖို့နေဒီအချိန်မှာ AOG စောင့်ရမယ် Fasa Airstrike Jamie Dan တွေတော့စောင့်ရမယ်ဒါပေမဲ့မေးထားလို့မရတဲ့ကိစ္စ Blink ခေါင်းတိုးနေပြီဗျာ Skylar ဝင်းအောင်နေချပါလာပြီဆိုတော့ဒီ Battlefield ကတကယ်ကိုပြင်းထန်တဲ့ Battlefield တစ်ခုတော့ဖြစ်မှာသေကြတဲ့ Carry ပြန်ကောင်းလို့ကြည့်မယ်လောသွေးတစ်ဝက်လောက်တော့ပြန်တော့ရှိနေသေးတယ် Initiating လုပ်ဖို့အတွက်အရင်အဲ့တော့တိုးမလွယ်ကူသေးသေးဘူးဗျာ ရဲတော့မလွယ်သေးဘူး Torrent Found ပြန်ပြီးပေးထားသေးရဲ့နောက်မှလည်းတောက်လျှော့ပဲ AOG ပြီးသွားပြီ Ultimate နှစ်ကွက်ပြီးသွားပြီဗျာနောက်မှဟန်ပြန်ပြီးဆွဲထားသေးတယ်မှာ Carry ပြန်ပြေးနေရပြီ Cloud Plus 10 minutes ချားတယ်မှာဟန်ကောင်ပြန်ပြီး down သွားခဲ့ရတယ်ဗျာတောက်လျှော့ပဲပြန်ပြီးနေခဲ့ 10 minutes နဲ့ဒီမှာ key point ကောင်ပြန်ပြီး down သွားနေတယ်နောက်မှချက်နေခဲ့တဲ့ Skylar ကောင်မှတက်ပြီးတော့ကြားဖို့တော့များနေနေပဲ Double game မှာရင်တဲ့2 1 for 2 trade မှာတော့ကျွန်တော်တို့မြန်မာအသင်း 1G ဆက်လက်ပြီးတော့အသာသီးတော့ရနေတော့မယ်ဗျာ Jungler မရှိတော့တဲ့ Battlefield မှာတော့ YG နဲ့ Battle ဆက်ဆိုင်ကိုတိတ်တော့မလွယ်ကူတော့ဘူးဗျာ On it ဘက်မှာတော့ကျွန်တော်တဖြည်းဖြည်းနဲ့ဒါ Minion Wave ကိုသူတို့ရှင်းရတဲ့အပိုင်းသွားမယ်သူတို့ဘက်က2ယောက်ကျသွားတဲ့အချိန်ကြီးဗျာ Jungler Gary တော့ရှိနေသေးရဲ့ Minion Wave ကိုပဲသူတို့အနေနဲ့ပြန်ရှင်းရမယ်ဆိုတော့ YG နဲ့ဒီ Battlefield လေးကိုပဲသူတို့ထိန်းသိမ်းသွားလိုက်တာပို့ပြီးတော့ကောင်းတယ် Battle Saturation တွေ Initiating လုပ်ရတဲ့ဘိုင်းတွေမှာ Sora ရဲ့ကျွန်တော်ဒီအခန်းကဏ္ဍတစ်ခုကနှစ်သိန်းလုံးစီမှာရေးကြီးလာတယ်ရင်းရဲ့ကျွန်တော် Ultimate နဲ့ Sora Form ပြောင်းတဲ့ຢာတွေရောတစ်ဖက်မှာရှိတဲ့ Lupi အနေနဲ့ပြန်လာခဲ့တဲ့ຢာတွေကို Clone Step ပေးလိုက်နောက်မှပြီးတဲ့ Damage Torrent Found တွေအောက်မှာ Lupi ပြန်ကြောက်သွားတယ်ဗျာ Carry တယောက်တည်းကြံရှိနေတဲ့အချိန်ဒီမှာ29 second Lupi ပြန်ဆောင်ရတဲ့အခွင့်အရေးတစ်ခုတော့ YG ဒီအချိန်ဒီမှာပြန်လဲပြီးတော့စရယူလို့ရတယ် Carry တိုးခြင်းပဲမရသေးဘူး Minion Wave ကြိုရှင်းထားပြီးတော့ဒီတစ်ခေါက်လုံး reset ပြန်ချအခုတော့ပြန် try နေပြီဗျာ အဓိကတော့4ယောက်5ယောက်နေထားမှာဒီလောက်ရဖို့အတွက် 1G တော်လေးခွင့်ရကောင်းနေဗျာလောကပြီးတော့မယ်နေတာတစ်ခုမှာတော့ retribution တက်ရတယ်ဗျာ key point AOG ပြန်လဲသုံးပြုတ်နေတယ်ဗျာနောက်မှာတောက်လျှောက်သလိုပဲရင်ရှေ့ဒီပြန်ပြီးလာပြီးနောက်မှာတော့တောက်လျှောက်ပဲ key point တွေကိုထပ်တောင်းနေနေပဲရင် hero key 9កောင်ထီကိုပါပိုင်ဆိုင်သွားခဲ့ပြီဗျာရှင်တော်တော်ကောင်းနေဗျာ Valentina EXP နဲ့ကျွန်တော် Sora အကောင်လို့တင်းချောင်းသွားခဲ့ပြီးတော့ကျွန်တော်ဒီတကယ် Battlefield တွေမှာလည်းလုံးအမားအယုံမရှိဘဲနဲ့မြန်မာအသင်း YG နေနဲ့ On Indonesia ကိုအပိုင်ရိုက်ခွဲနေပြီဗျာပွင့်လင်းလင်းပြောရင်ကျွန်တော် On ကိုတီးထုတ်ခြင်းတယ်ဒီလိုပုံစံမျိုးနဲ့ဆိုရင်တကယ်အားရဖို့ကောင်းနေဗျာ ဟုတ်တယ် On ID အင်ဒိုနီးရှားနိုင်ငံရဲ့အကောင်းဆုံးတင်တင်ဖြစ်နေရနေထားเนาะကျွန်တော်တို့ဒါ trophy တွေကလည်းမနေဘူးယူထားတယ်ဗျာဒါပေမဲ့ဒီအချိန်မှာကျွန်တော်တို့မြန်မာအသင်း 1G အနေနဲ့တော့ကောင်းကောင်းကြီးပြန်ပြီးတော့ရိုက်ထုတ်ပေးနေနေတာမျိုးတော့တွေ့ရတယ် Switch 3 ချောင်းပြီးသွားပြီ Win on Nature Skylar အစောကြီးတော့သွားရတယ်အဓိက Fanny ကြောင့်ဗျာ Fanny ကတော့အပိုင်းနေဆိုလို့ရှိရင် तू က Switch 20ကိုသွားလိုက်မှဆိုလို့ရှိရင် तू ဒေါင်းမှုတော့များတယ်ဆိုတော့တော်တော်လေးတော့ပါရင်နေရတော့ရှိသေးတယ်ဗျာနော် အခုလက်ရှိကျွန်တော်စိတ်ဝင်စားဖို့အကောင်းဆုံးကကျွန်တော်ရင်းလို့ပဲပြောရမယ်ရင်းရဲ့ Valentina ရဲ့ကျွန်တော် item 12ဘက်ပုံနဲ့ Dominant Ice သွားထားတယ် Oracle သွားထားတယ် Chase Baron သွားထားတယ်ဖုန်းမလင်းလေးပြောရရင်မှာ Tanky ကိုမှအမတိုက်လေးဘူးလို့တယ်ဟမ်တောက်လျှောက်ကျိုးလေးဆွဲပြီးဖို့တော့ကြိုးစားနေတယ်ဗျာ Sans ကီလောင်အိမ်မှုလုတ်ခဲ့တဲ့အရာတခုလို့ကျွန်တော်တို့ဆိုရမယ်ဒါနဲ့တူတက်လာခဲ့တဲ့အချိန်ဒီမှာ YG နေနဲ့တော့ Mac Control ရတာလျှောက်ရှိနိုင်တဲ့အရာတွေကတော့သူတို့ပြန်သိမ်းမယ် Second Drone နေအကုန်လုံးတော့ YG နေနဲ့ဒီချိန်ဒီမှာပြန်လဲပြီးတော့သိမ်းပိုက်တော့မယ်ဗျာ 1G တကယ်ကိုကောင်းနေကြတာဗျာနော် Fanny ကလည်းဟန်လိုက်ပြီးတော့ကျိုးတွေဆွဲလူတွေကကွဲအဲ့တော့မှလီနာနေပြီးတော့နောက်ကနေ dispersion rotation ပေးဒီမှာလည်းတောက်လျှောက်ဆိုပဲလွတ်ပြီးတကောင်နောက်မှာ AOG မှာတက်ပြီးတော့တွဲထားသေးတဲ့နောက်မှာအဲဒီပဲနှစ်ကွက်လောက်ထိကိုပေးပြီးတော့ကာထားသေးတာဗျာ Mega Tower ကိုတော့ first floor နဲ့လုံးဝမပေးချင်ခဲ့တဲ့ on ID တင်းရတော့ပြန်ကာထားသေးတယ်ပေါ်မှာလည်းဘိုင်ဝိုင်းနေတာတခုမှဟန် Mega Tower ကိုတော့တရားပေါက်ရရှိဖို့ကြိုးစားရဲဆိုနေမယ်လေအောင်လန်းနဲ့ပေါ်လဲ Mega Tower လုံးဝတစ်ချက်စာနှစ်ချက်စာလေးနဲ့ပဲပြန်လဲပြီးတော့ပြီးသွားတယ် on ID တီ Mega မပေးရဖို့အတွက်ကိုတော့အသေးအတန်ပြန်ပြီးတော့ကြိုးစားထားတယ်ဗျာ ကဲဟိုကျွန်တော်ကောင်းတဲ့ movement တွေဒါမနေ့ကကျွန်တော်စောခဲ့တဲ့ပွဲစဉ်မှာလည်းကျွန်တော် on Indonesia 6K behind လောက်ကနေပြန်လာခဲ့တဲ့အရာရှိတဲ့တော့ဒီနေ့သတိကိုထားရမယ်ဗျာ Blade နဲ့ဒီချိန်တော့ပြန်တော့ဝင်လိုက် Blade နဲ့ပြတ်ခွဲလာတယ်လုံးဝစိတ်တွက်ခွဲဖြာထွက်နေရ carry down key point down ဝိုင်းချိန်မှာဖုန်းမိုင် Tower Phone ရင်းနေတယ်ပြန်ပြီးတော့မေးတာ Sky လောက်တစ်ချက်ရင်းစီပြေးတော့နေရဗျာအပေါ်မှာလည်းကျွန်တော် Lupi သွေးဆက်နေတဲ့ဟန် K ပဲဆွဲလိုက်တော့မှ Lupi မှာ down ဝိုင်း Hero K 3 အောင်ဒီကိုပါ on Indonesia ပြန်ပေး
ပေးတာပြီဗျာ တခါတည်းပဲ3កော်လောက်ထိကိုတောင်းသွားတဲ့နောက်မှာဒီပွဲကိုအဆုံးသတ်ဖို့အတွက်ကတော့ YG တခါတည်းပဲတက်လို့တော့လာပြီဗျာ Sam တယောက်တည်းကာမာလာနောက်မှာတော့ Skylar ပြင်ပြီးတော့ချက်ရှိနေသေးတယ်ဗျာ For the Air Strike ပြင်ပြီးတော့ပေးထားသေးတော့မှာ Stay throw တော့ဝင်းတော့နေချားမှာဖွင့်ပြီးတော့ရိုက်ချိုးနေခဲ့တယ် Stay damage ဒီဘက်မှာ Skylar မှာထပ်ပြီးတော့တောင်းသွားနေတယ်ပဲ Sam ဘလုံးမကာလို့မရတော့နောက်မှာတော့ရန်ကုန် Gladigo on နဲ့အဲ့ဒီလိုအသင်းမျိုးတော့ရိုက်ခွဲသွားခဲ့ပြီဖြစ်ပါတယ် ကျွန်တော်မြန်မာနိုင်ငံရဲ့ခြေစင်စုတွေကျွန်တော်ရှိနေခဲ့တဲ့ကစားသမားတွေပါဝင်နေခဲ့တဲ့ရန်ကုန် Gladigo ဒီအချိန်ဒီမှာတော့အင်ဒိုနီးရှားရဲ့အကြမ်းဆုံးအကောင်းဆုံးဆိုတဲ့အသင်းကိုတော့ရိုက်ခွဲလို့ပြီးတော့ကျွန်တော်နောက်တစ်စီ2-0ဆိုတဲ့ bracket ကိုတော့ကျွန်တော်တက်လန်းသွားခဲ့ပြီပဲဖြစ်ပါတယ် တကယ်ပဲကောင်းတဲ့နော်ကျွန်တော်လက်စွမ်းတွေအကုန်လုံးပြတ်သက်သွားခဲ့တယ်ဗျာ YG တကယ်ကောင်းလုံးတယ်ဗျာ drama ဆိုတော့ထိုးပြီးတော့ပေးခဲ့တဲ့အရာတခုကသမင်းတော့ကိုပဲမြင်ပြီးတော့ဝင်းတော့ကိုမမြင်တဲ့အကွက်တော့ဖြစ်သွားတယ်ဗျာနောက်ကနေပြီးတော့ဗလက်တီနာနဲ့ပြန်ပြီးတော့ထောက်လိုက်တဲ့ EHP ရင်ကလည်းတော်တော်လေးအံ့ဩဖို့ကောင်းလောက်အောင်ပဲဗလက်တီနာ EHP ဒီလက်ရှိ M7 မှာဘယ်သူမှမစော့သေးဘူးဗျာ ဟုတ်ပါတယ်เนาะကျွန်တော်ဆိုရာကိုကျွန်တော်တယောက်တည်းဒဲထုတ်ပြီးတော့ဗလက်တီနာရောက်ယူသွားတဲ့အကွက်ကတော့ကျွန်တော်ကိုမတ်ကိုလည်းကျွန်တော်တို့ဒီအချိန်ဒီမှာအချီးကျူးရမယ်ဗျာเนาะသူ့ရဲ့အတွင်းမြင်နေရတယ်တကယ်ကိုကောင်းတယ်ပုံမှန်အားဖြင့်ဆိုရင်ကောင်တာထုတ်ခဲ့ရဆိုရင်နောက်ဆုံးကျွန်တော်ဗလက်တီနာကြီးပြန်ထွက်လာပြီး EHP ပူလိုက်တဲ့ကိစ္စတော်တော်ကျန်းတယ်လို့ပြောရမယ် ကျွန်တော်မြန်မာတွေဟာနော်ဘယ်တော့မှစောက်